अस्सलामुअलैकुम वरहमतुल्लाहि वबरकातुहू। আজিয়া পেরেশানি খবর ন চলে যাবে তাইলে আজিয়া 4 মাসের 11 তারিখ 11 মাসের 7 তারিখ 11 মাসের 7 তারিখ 2017 আজিয়া কাম্প্রির হুকুমতে 500 ইন্দু লো যাইব বলি হইয়া বাইন ইয়ান খবর হনো আর গরতে হই দেন আর দোয়ানতে হই দে লেকিন बर्मार हुकूमत साफी होई गत हल्ला होता जिबानी के रकम प्रे पार्लियामेंट रुगवा कुजले उयेमपुंग हदे बा गो बहुत बड़ा जादूगर क्या इते एलम होनो बेशी दिन दिमाग तो हमरा इस्तेमाल करी फारी सब इटा रेडे रखे तोले मतलब 500 इंदु आगती लो जादे ललो से बोले तारा 500 इंदु लो जा रेन खर আর ইন্দুলো যাদের হড়ে রিবদে ইয়ানো হনো সুম্প্রেশান করে ইন বাংলাদেশের হুকুমত লইরে গা সুইনিগরিরে 500 ক্যাঙ্গরাত দে নলে যাইম এং হইলা দেননে তোমরা ইয়া লই জদ দে ইয়া তোমরা 500 বলে তারা হদিন হড়ে রিব হড়ে রাখিব আজিবার কোনো কিছু ন করে হু হিন্দু কিন আগে লই যার কই দে হিন্দু লই যাইরে দাসে ফত সাব গরত দে তারা हिंदू किन लो जाए गई फतसाब गरत दे तोले तारा हिसाब करो तुमको फतसाब गरत दे यान ले तुम्हार रोहिंग्या लो जाए बोलाई की सुलियत आसे यान रोरे हिसाब फंक्या करी करा पड़िबो आर फत्ती जनते फत्ती एकान मुसीबत लयरे दुमरा फरे दे रोहिंग्यार खाम फइले सुरत लयरे दुमरा फरे एतला बलियरे ओनारा খেয়াল করিছো আই ইতে 500 মানুষ লই যা দেয়ান আই ওনারারে ফিচতি দিউম এখন এই 500 মানুষ লই যা দেয়ান ভিডিও খেয়াল করো আসসালামু আলাইকুম ওয়া রাহমাতুল্লাহ হিন্দু বাদাဝင်900ကိုလက်ခံသွားမှာဖြစ်တယ်လို့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီဘူးကပြောပါတယ်အဲ့ဒီဟိန္ဒူဘာသာဝင်တွေဟာမောင်တော်မြို့နယ်အတွင်းနေထိုင်ခဲ့သူတွေဖြစ်ပြီးဩဂုတ်လ25ရက်နေ့နောက်ပိုင်းမှာအကြမ်းဖက်ခံရမှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးရောက်ရှိနေတာဖြစ်ပြီးသူတို့တွေကိုနိုင်ငံအစိုးရချင်းညှိနှိုင်းပြီးလက်ခံသွားမှာပါကျွန်တော်တို့တိထားတာကတော့ဒါတော့တရားဝင်တော့ပြင်ညာပြီလားတော့မသိသေးဘူးကျွန်တော်တို့တိလို့ပြောတာကတော့လောလောဆယ်ဒီဟိန္ဒူ900တော့ပထမဆုံးလုံးသူတို့ကိုယ်ပဲနိုင်ငံနဲ့ပြည်နိုင်ပြီးတော့လက်ခံလို့ရှိတယ်အဲ့ဒီတော့လည်းပဲခုနအဆောက်အဦတွေလက်ခံတဲ့နေရာတွေရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတင်ကြီးအေဂျင်စီအတွက်ပြည်လဲထူထောင်ရေးနဲ့ထွက်ပြေးသောသူတွေကိုပြည်လဲလက်ခံနိုင်ရေးကိစ္စတွေအပြင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကိုအဓိကထားလှုပ်ဆောင်ဖို့အတွက်နိုင်ငံတော်အတိုင်ပင်ခံရဲ့မောင်တော်ခရီးစဉ်အပြင်မှာလက်ညွှန်ထားတာဖြစ်ပါတယ်။ပြန်လည်နေရာချထားရေးတွေနောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေရရှိစီးပွားရေးဖွံ့ဖြိုးဖို့လုပ်ငန်းတွေဒီဒေသအမှန်တမ်းဖွံ့ဖြိုးဖို့ကောင်းတဲ့ဒေသဖြစ်တယ်။အဲ့တော့တကယ်ဒါဒီအင်းနဲ့အားနဲ့လို့ဆိုတာလုပ်လို့ကြတယ်။ဖွံ့ဖြိုးသွားတာနဲ့အဲ့ဒါဒီဒေသတည်ငြိမ်ပြီးတော့ကောင်းသွားမယ်ဆိုတဲ့အားလေးကျွန်တော်တို့အစိုးရပြောပါတယ်။ဒါကပြန်ပြီးတော့နေရာချတဲ့ကိစ္စတွေဒါတွေအများကြီးကိုကျွန်တော်တို့ပြည်နယ်အစိုးရနဲ့ပါလာတဲ့ပြည်တော်စုပြည်တွေနဲ့လုပ်ငန်းရှင်တွေနဲ့သက်ဆိုင်တဲ့တာဝန်ရှိတဲ့